ရှောင်လာတယ်နေဘူးခရီးချမ်းအောင်မှာဘဝတစ်ခုသာပြုလျှောက်ရသည်ရာရာမှာကိုခက်ဖို့ဤစီမဲ့အရေးတွေ့ရင်ကိုဝင်နေအချိန်တွေ့တော့ဒုက္ခနဲ့အကျိုးမဲ့ပြုံးနေမမြင်နိုင်သေးမောင်မိုက်လွန်နဲ့ညမှာလမ်းစားရဲ့စံတော်ပြုတ်ခဲ့သူဒီအချိန်မှာမင်းဘဝကိုအလင်းရောင်ပူပေးစွမ်းမဲ့ခေါ်နိုင်သူကြုံနေရင်လေဒုက္ခနဲ့ဝေယမနေနဲ့တဘောတစ်ခုအော်တယောက်တော့နေအနာခံငါဆက်လိုက်ရမှာပဲတို့အတူတူခိုင်နေခဲ့တဲ့ကကြီးတွေဟာလေတနေ့နေ့တော့မင်းရောက်ခဲ့နိုင်မယ်အမှန်ဆုံးအတိနဲ့ရင်ဆိုင်ပြီးဆက်ရှောက်နေမှာလားတွင်နိုင်လေရေဆန်လိုက်ရဲ့တဝက်မှာကိုဘဝလေးအားစယုံမရရဲ့တေချာမဲ့ခီးပန်းတန်တွေ့ခေါ်နိုင်သမားတွေ့ရွှေဘုံမောဆန်ငါလေးရဲ့ဒုက္ခတွင်နဲ့နောက်တွင်တွေ့မနေနဲ့ဆိုနိုင်သည်ဒီလူသားရဲ့ဘဝအနေနဲ့ကိုအလေးစီးတဲ့အချိန်ရေရှည်မှာမင်းဘဝရဲ့အမြင့်ကိုလေးလံတက်ဖို့ပြန်လဲကတေချာညီဖို့ဒုက္ခအတွက်နဲ့တွေ့မှငြင်းနေနဲ့တဘောတစ်ခုအော်တယောက်တော့လေအနာခံငါဆက်လိုက်ရမှာပဲတို့အတူတူခိုင်မြဲခဲ့တဲ့ကလေးတွေဟာလေတနေ့လေးတော့မိတော့ခဲ့နိုင်မယ်အမှန်ဆုံးအတိနဲ့ရင်ဆိုင်ပြီးဆက်ရှောက်နေမှာလားဆုံးအတိနဲ့ရင်ဆိုင်ပြီးဆက်ရှောက်နေမှာလားဆုံးအတိနဲ့ရင်ဆိုင်ပြီးဆက်ရှောက်နေမှာလား